တာရှိလိုက်ကနေထိုင်းနိုင်ငံသွားမဲ့သူတွေအတွက်ဒီဗီဒီယိုတွေလုပ်ရခြင်းဖြစ်ပါတယ်တာရှိလိုက်လေဆိုင်ရောက်ပြီဆိုတာနဲ့လေဆိုင်ကနေနှစ်ပြီးငားပြီးတော့အမတ်1တရားကိုအခုသွားနေရပဲဖြစ်တယ်ပေါ့နော်ကြာချိန်ကတော့နိုင်ဝက်လောက်ဖြစ်ပြီးတော့မှဈေးကတော့120100အဲ့လောက်ပဲကြတယ်ပေါ့နော်တရားနာရောက်တာနဲ့ငွေလေးကောင်တာတစ်ခုမှာမြန်မာငွေနဲ့ထိုင်းဘတ်ငွေလေးခဲ့ပါတယ်မြန်မာငွေ3သိန်းကိုထိုင်းဘတ်ငွေပေါက်စေ990ကျမလေးတော့ရခဲ့ပါတယ်ငွေလေးပြီးတာနဲ့ကန်းကူးစာရွက်လုတ်တဲ့နေရာကိုတွားရပါတယ်ကန်းကူးစာရွက်ကဒီမက်ပုံတင်ရယ်စမကက်ရယ်ပြီးလို့ရှိရင်မြန်မာငွေ1000တန်တရွက်နဲ့ထိုင်းငွေဘတ်100တန်တရွက်ပေးရပါတယ်ဒီနေရာကတော့ကန်းကူးစာရွက်လုတ်တဲ့နေရာပေါ့နော်ကဲမကူးခင်ဗိုက်စာမှာစိုးတဲ့အတွက်ကျမဒီတရားနာမှာရှိတဲ့ထမင်းဆိုင်တစ်ဆိုင်မှာဝင်ပြီးတော့ထမင်းဝေစားခဲ့ပါတယ်ဇွန်ဟင်းတပွေးနဲ့ကြက်သေးကြက်မြေဟင်းတပွေးထမင်းအပါဝင်ပေါ့နော်အကုန်စုစုပေါင်းဘတ်100ကြာခဲ့ပါတယ်ပြီးတော့ကျမဒီထမင်းစားပြီးတာနဲ့ဗိုက်ချောင်အောင်ဆိုပြီးတော့ဒီတာရှိလိုက်မှာဒီတရားမင်းနားမှာပဲပေါ့နော်ကျမနည်းနည်းရှောက်လေလိုက်ပါတယ်ဟို6ကြီးဒီ6ကြီးပေါ့နော်ဆိုင်တွေလည်းအများကြီးရှိတာကိုတွေ့တယ်ကျမဒီရှောက်လေပြီးတော့မိနစ်20လောက်အကြာမှာပေါ့နော်ကျမတို့ကန်ကူဖို့လုပ်ကြတယ်ဒီကန်ကူတဲ့အခါမှာကျတော့ဒီ73မီးစောင်းတွေကျတော့လေကိုယ်တိုင်ကူးလို့ရတယ်လို့ပြောကြရပေါ့နော်ဒါပေမဲ့17မီးစောင်းတို့9မီးစောင်းတို့တခြားသောတိုင်းရင်းသားမီးစောင်းတွေဆိုလို့ရှိရင်တော့ဒီတာရှိလိုက်မှာကူးလို့ရှိရင်ပွေးစားငားပြီးတော့မှကူးရတယ်ပေါ့နော်ကိုတိုင်းကူးတဲ့လူတွေတော့ကျွန်မမတွေ့ဘူးအကုန်လုံးကတော့ပွေးစားနဲ့ကူးနေရပဲတွေ့တယ်ပေါ့နော်ကန်ကူအပီးစီဘန်ကောက်အရောက်ဘလောက်ဈေးနှုန်းတွေက8500 9500 1000ခွဲ2000အစစပေါ့နော်ပွေးစားအပ်တဲ့ပွေးစားအပေါ်မှာမူတည်ပြီးတော့ဈေးနှုန်းတွေကကွာသွားပါတယ်ကျမစားပေးအပ်ထားတဲ့ပွေးစားကကျမရဲ့ passport တွေကိုယူပြီးတော့ကျမရဲ့ passport ရဲ့ဗီဇာရဲ့ပေါ့နော်စမားကက်မိတ်တူရဲ့အားလေးတွေယူပြီးတော့ဒီမြန်မာဘက်ကအထွက်တုံးထူးတဲ့နေရာမှာသွားပြီးတော့တုံးထူတယ်ပေါ့နော်ရလာတဲ့ဟာကိုကျမကိုပေးပြီးတော့မှကျမကိုဒီထိုင်းဘက်ကအဝင်တုံးထူးတဲ့နေရာမှာတန်းစီခိုင်းပါတယ်အဲ့ဒီနေရာမှာမိနစ်20လောက်တန်းစီရတယ်ပေါ့နော်တခြားလူတွေလည်းတန်းစီနေတဲ့လူတွေလည်းအများကြီးပေါ့နော်အဲ့ဒီနေရာမှာလက်ပွေနိုင်ရပါတယ်ဘေးလက်၄ချောင်းညာလက်၄ချောင်းလက်မ2ချောင်းပြီးလို့ရှိရင်ကျမတို့ဓာတ်ပုံရိုက်တယ်ပေါ့နော်ဓာတ်ပုံရိုက်ပြီးတာနဲ့တခါတည်းသူ့ဘက်ကတုံးထုပြီးတော့စာအုပ်ကိုပြင်ပေးတယ်ပေါ့နော်တုံးထုပြီးတာနဲ့တခါတည်းကျမမေဆိုင်ဘက်ကိုတခါတည်းတန်းပြီးတော့ရောက်သွားပါတယ်မေဆိုင်ရောက်တာနဲ့ကျမကဘန်ကောက်ကိုသွားမှဖြစ်တဲ့အတွက်မေဆိုင်ကားကြီးကွင်းကိုလိုင်းကားစီးပြီးတော့သွားခဲ့ပါတယ်လိုင်းကားစီးတဲ့နေရာကလည်းအဲ့ဒီတရားနာကနေရှင်းနေရှောက်လိုက်လို့ရှိရင်လိုင်းကားတွေအများကြီးရှိပါတယ်ဘတ်20ပဲကြပါတယ်ကားဝင်းရောက်တော့ဘန်ကောက်မော်ရှိကားဝင်းအထိစီးမဲ့ expect ကားတွေအများကြီးရှိပါတယ်အမှကားလက်မှတ်က600ကျော်900 800 900 1000ကိုကြိုက်တဲ့ကားမျိုးစားကိုရွေးပြီးတော့စီးနိုင်ပါတယ်ညနေ9နာရီကနေစထွက်တယ်ပေါ့နော်9နာရီ9ခွဲ6အဲ့လိုမျိုးအစားစားကားမျိုးစားတွေအများကြီးရှိတယ်ပေါ့နော်ကျမကတော့အေးထေးကမှ9နာရီခွေထွက်မဲ့ကားကိုကျမကားလက်မှတ်ဝေခဲ့ပါတယ်လက်မှတ်ဝေပြီးတော့အချိန်ကစောနေသေးတာဖြစ်တဲ့အတွက်ဒီမှာကားဂိတ်မှာရှိတဲ့ခုံတန်းလေးတွေမှာတနာရီကြော်လောက်ထိုင်ပြီးတော့ကားထွက်မဲ့အချိန်ကိုစောင့်ခဲ့ရပါတယ်9နာရီခွေတော့ကားပေါ်ကိုကျမတို့တက်ကြတဲ့နေရာတွေယူကြတယ်ပေါ့နော်ဒီမှာတခုထူးခြားတာမြန်မာပြည်နဲ့မတူတာဒီထိုင်းရ expert ကားတွေမှာအင်တာပါတယ်ပေါ့နော်လေးအပေါ့သွားလို့ရတယ်အဲ့ဒါတခုကအရင်ကိုအဆင်ပြေပါတယ်ရှင်ကျမတို့9နာရီမိနစ်40မှာကားကထွက်ခေါ်ပါတယ်ဒီမေဆိုင်ကနေဘန်ကောက်သွားတဲ့လမ်းတစ်ချောင်းမှာတော့စစ်စေးရေးဂိတ်2ဂိတ်ရှိပါတယ်အဲ့ဒီစစ်စေးရေးဂိတ်တွေမှာကျတော့ဒီ passport တစ်ခုလေးကိုသာစစ်တယ်ပေါ့နော်ကိုယ့်ရဲ့ passport ကိုအဲ့ဒီရေးကသူက passport တောင်းတယ်ပေါ့နော်ပြီးတော့ဒီတုံးတွေပါလားဗီဇာတွေမှန်လားအဲ့လိုမျိုးလေးတွေစစ်ပါတယ်ရှင်ညနေ10:00နာရီထိုးတော့ဒီ
လမ်းတနေရာမှာကားရဲလိုက်တယ်ပေါ့နော်အဲ့ဒီနေရာမှာစားတောက်ဆိုင်တစ်ဆိုင်ရှိပါတယ်ပတ်စံတော့ကိုကထပ်ပေးစရာမလိုဘူးပေါ့နော်ဒီကားလက်မဲ့ပြပြီးတော့ထမင်းတစ်နက် free စားလို့ရပါတယ်မနေ့မိုးလင်း6နာရီထိုးတဲ့အချိန်မှာဘန်ကောက်မော်ရှိကားဝင်းကိုရောက်ပါတယ်